မင်္ဂလာပါကျွန်တော်ဒီနေ့ဆက်စီရလေးမောင်းပြပါမောင်းနေပါပြီမောင်းနေရတော့ဆက်စီရကျွန်တော်တို့1900ကိုမော်ဒယ်လေးကျွန်တော်လမ်းမောင်းကျွန်တော်ပါကင်သွားထုတ်လိုက်အောက်ကပြုံးသွားတယ်ပါကင်ထိုးပါပြီကဲဗီဒီယိုကတော့ဒီလောက်ပါပဲပြီးပါပြီကဲအားလုံးတတာ